ကပုံလေးတစ်ခုပြောပြလိုက်ပါအောင်မယ်ကြောင်းပြီးမှခရောင်းစီတဲ့သူကတခြားကိုင်းနဲ့မတူဘူးဗျလျှို့ချက်တွေနဲ့များလို့အကယ်၍နောက်ဖုံးဖွင့်မရခဲ့ဘူးဆိုရင်အဲ့ဒီတူးပေါက်လေးတဲ့ခလုတ်ကလေးနှိမ့်မိထားလို့ပါဗျမတော်တဆပဲနှိမ့်မိတတ်မဲ့ပဲနှိမ့်ထားကလေးတွေပဲစော့အဲ့ဟာလေးနှိမ့်ထားမိပြီဆိုတာနဲ့သူကနောက်ဖုံးကဘလို့မှဖွင့်မရတော့ပါဘူးလို့အဲ့ခလုတ်လေးပြန်နှိမ့်မှနောက်ဖုံးလေးကဖွင့်လို့ရမှာပါလို့ကိုသိထားရင်ဘယ်သူမှခစရာမလိုဘူးဗျဒါလေးတွေကအခက်မသိရင်ပတ်စံမှာထွက်သွားနိုင်တယ်နောက်တစ်ခုကစမကီးအဲ့အပေါက်ထဲထိုးမှစနိုးလို့ရတာပေါ့ဗျာအဲ့ပေါက်ထဲမထိုးဘဲနဲ့စနိုးလို့ရကျင်တယ်ဆိုလို့ရှိရင်အဲ့ရင်မောင်းရဲ့ driver ရဲ့ခွန်အောက်မှာအမှခလုတ်လေးပါတယ်ဗျခလုတ်ကလေးကနှစ်ခုအမှအဲ့ညာဘက်ကစမတ်ဆိုတဲ့ခလုတ်ကလေးကအဲ့စမကီးကိုအပေါက်ထဲထည့်ပြီးနိုးမှလားမနိုးဘူးလားအဲ့ခလုတ်လေးကအလုတ်ပေးတာပါဗျာဟိုဘက်ဘက်ကဟာက၄ပေါင်ရက်ဆက်သူကကားဘိန်း၄နဲ့၄ပေါင်မီလင်းလာမယ်အဲ့တော့၄ပေါင်မီလင်းလာတော့၄ချိန်ပဲ၄ချိန်ပြီးတာကိုပါအဲ့၄ပေါင်မီကမပြောင်းမသွားဘူးဆိုလို့ရှိရင်အဲ့ခလုတ်ကလေးကိုကြာလေးဖိထားလိုက်အဲ့ဒါဆိုလို့ရှိရင်၄ပေါင်မီလေးပျောက်သွားလိမ့်မယ်ဗျာအဲ့ဒါကတော့၄ပေါင်ရက်ဆက်ပေါ့နောက်တစ်ချက်ကတော့ခရောင်းမှာမဟုတ်ကားတိုင်းမှာပါတယ်ထိုင်းလော်လေးဗျာအဲ့လော်ကလေးသူကအဲ့လော်လေးချထားမယ်ဆိုလို့ရှိရင်သူကတကားကအတွင်းကနေလုံးဝဖွင့်မရအောင်အပြင်ကနေပဲဖွင့်ရမှာအဲ့တော့အဲ့လော်လေးကိုပြန်ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဒါအတွင်းကနေဖွင့်အပြင်ကနေဖွင့်တကားလေးကပွင့်မှာပေါ့ဗျာဒါလေးတွေကသိတဲ့လူအတွက်ကဘာမှမဟုတ်ဘူးမသိတဲ့သူအတွက်ကြလည်းမသိတယ်ဗျနောက်တစ်ချက်ကခရောင်းခုမှစစီးတဲ့သူတွေတိုင်ပတ်တာအဲ့ handbrake အဲ့ handbrake နဲ့ပဲမဖြုတ်တတ်လို့ဆိုပြီးကျွန်တော်ဖုံးဆက်ကြတာမနေဘူးအဲ့ခလုတ်လေးဆွဲလိုက်ဗျာဟောပြုတ်သွားပါပြီဗျာဒါလေးတွေတိသွားရင်တော့ကြောင်းပြီးပြီလို့ယူဆရတဲ့အတွက်ချစ်ကိုကြီးတွေခရောင်းစီးလို့ရပါပြီလို့ကျွဲနဲ့ခေါ်သူရဲ့တဲ့နှလုံးသားခေါ်ကားရဲ့မုံလုံးမသွားနဲ့ဆိုရှာတဲ့ချီ